ဟုတ်ကဲ့အခုတစ်ခေါက်ကျွန်တော်ဒီဗီဒီယိုလေးကိုဖွင့်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဖွင့်ပြလိုက်တဲ့အခါကျရင်ဒီမှာကျွန်တော်တို့မြေပြင်မှာကြန့်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကုန်လုံးอ่ะနောက်ပြီးတော့ကျွန်တော်တို့ဒီစစ်ဖြစ်နေတဲ့နေရာဒေသတွေအကုန်လုံးမှာတကယ်လို့မြဘုံတစ်ခုခုပေါက်ကွဲသွားခဲ့ရင်ကိုယ်အနီးနားပဲဖြစ်ဖြစ်အပေါ်ကနေကြတာဖြစ်ဖြစ်ကိုယ်ဘုံတွေပေါက်ကွဲသွားတဲ့အခါကျရင်ဘယ်လိုနေရမလဲဘယ်လိုဂရုစိုက်ရမလဲဘယ်လိုသတိထားရမလဲဆိုတော့ဒီဗီဒီယိုထဲမှာပြောပြရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုကျွန်တော်နဲ့အတူဒီဗီဒီယိုလေးတစ်ချက်တော့လိုက်ကြည့်ပေးပါနော်ပြီးတော့လည်းလူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုလည်းအောက် comment မှာတစ်ချက်တော့မင်းပေးကြပါနော်ရင်းမြုပ်မိုင်းတမျိုးမျိုးဒါမှမဟုတ်စစ်ကြံလက်နက်ပစ္စည်းတစ်ခုခုပောက်ကွဲပြီးထိခိုက်ဒဏ်ရာရသူကိုမှန်ကန်တဲ့ရှေးဥသူနာပြုစုနည်းနဲ့ပြုစုပေးရပါမယ်အရင်ဆုံးတော့ထိခိုက်မိသူဟာအသက်ရှူမရှူစစ်ဆေးရပါမယ်ဒါအပြင်လူနာအသက်ကောင်းကောင်းရှူနိုင်ဖို့လေပြွန်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်စေဖို့လည်းလုပ်ပေးရပါမယ်ခြေထောက်နဲ့လက်မှာဒဏ်ရာရတယ်ဆိုရင်ဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးကြောပေးပြီးပတ်တီးဒါမှမဟုတ်လွယ်လွယ်ကူကူရနိုင်တဲ့အဝတ်စားတွေနဲ့ဒဏ်ရာပေါက်ကိုဖိသိပ်စီးနှောင်ရပါမယ်လူအပ်ရင်သွေးထွက်တာကိုထိန်းဖို့ဂျိုင်းနဲ့ပေါင်ချမ်းမရှိတဲ့သွေးလွတ်ကြောမကြီးကိုဖိထားရပါမယ်လူနာကိုပက်လက်လှန်ထားပြီးဒဏ်ရာရထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့လက်ဒါမှမဟုတ်ခြေထောက်ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားဖို့လည်းလိုပါတယ်။ဦးခေါင်းထိခိုက်ဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ။အခြေအနေပေးတာနဲ့လူနာကိုအနည်းဆုံးဆေးကုသရာနေရာစီအမြန်ဆုံးပို့ဆောင်ရပါမယ်။တကယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိုင်းလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိရင်ဆက်သွယ်အကူအညီရယူပါ။ရင်းမြုပ်မိုင်းတမျိုးမျိုးဒါမှမဟုတ်စစ်ကြံလက်နက်ပစ္စည်းတစ်ခုဟုတ်ကဲ့ခုနပြောပြသွားတဲ့ဟာနဲ့အကုန်လုံးတကယ်လို့များလူကြီးမင်းတို့အနေနဲ့တကယ်ကိုသဘောကျပြီးတော့ကိုယ့်အသက်တကယ်ပုထုပရရစေချင်တယ်ဆိုရင်နောက်ပြီးတော့အကြံဉာဏ်လေးပေးနိုင်တယ်ပေးချင်တယ်ဆိုရင်တော့ comment လေးမှာတစ်ချက်လောက် comment လေးပေးကြပါဦးနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်